ကျွန်တော်ရောက်ရှိနေရတော့ကျွန်တော်တို့အားပေးကြပါ နောက်ဆိုင်လိုက်ပါ ကျွန်တော်တို့၃ယောက်ကိုအားပေးကြပါ ဒါကိုရောက်ပါခင်ဗျာ ဒီတစ်ပေကစားကွင်းပါဒီမှာကျေးပဲဒီမှာပါတစ်ပေတရားသီးတွေရောဟိုပါတရားသီးတွေဟိုပါတရားသီးလေးပါဒါလေးကတော့တရားသီးအမျိုးတို့စားကြင်လာခဲ့ပြုံးလေဒေါက်တာသီးပြမယ်ဒေါက်တာသီးတောက်ထက်သီးထပ်ပြပါပဲမျိုးတို့ဟေးတောက်ထက်သီးမျိုးတို့ထပ်ပြမျိုးတို့ကိုတောက်ထက်သီးကကျွန်တော်ရှာလိုက်ပါဦးပဲမျိုးတို့ရေတောက်ထက်သီးအဲ့ ဟိုမှာလေ ဟိုပြောင်းနေပါလေကျွန်တော်ရှာမှာဟိုနားလေးဒီမှာကျွန်တော်ပြပါပဲချောင်းဒီကွယ်ဒီလို့ကြပါဖုန်းတယောက်လောက်ကြိုက်ပေးပါလားနားလေးဒီကမှာကိုပေးတော့ဟုတ် ဒီကျန်နော် ရိုက်ပေးရရိုက်ပေးကျွန်တော်ပေးပါပါဖုန်းရိုက်ပေးဒါတရားကြီးလေးပါဒီမှာကျွန်တော်ခူးလာတာဒါကျွန်တော်ဒီနားလေးကိုကျွန်တော်တက်ခဲ့တာခုနတိတာကျွန်တော်တက်ခဲ့တာခုနအဲ့နားလေးကိုလေကျွန်တော်တက်ခဲ့တာဒီပင်ကြီးရောကျွန်တော်ထပ်တက်ပြမှာပါ ဟာ ထပ်တက်ပြမှာပါကျွန်တော်ထပ်တက်ပြမှာပါဒီမှာပါကျက်တီးပင်ဒီမှာတို့လာလေလို့ရရဲကျူကင်းနေတို့တို့ရေလာလေလို့ရပါတယ်ဟိုမှာကျက်တီးပင်ကိုအဲ့ဒီလည်းမသိရှိရဲကျွန်တော် အောက်ကနေလာကြည့်အများကြီး ဟုတ်ပါတယ်ကင်မရာမန်ရမိတ်ဆက်လာပါဦးဒါကျွန်တော်ညီမပါမိတ်ဆက်လာပါဦး လောဖွာ ကျွန်တော်ကျမနာမည်ရွှေ ကျမနာမည်ဆိုပြီးပါကျွန်တော်နာမည်ကတော့ငါမျိုးလုံးမှာပြောတယ် ကျွန်တော်နာမည်ကတော့သူတို့ရဲ့အကိုကြီးမောင်ကောက်ဆက်တီးရဖြစ်ပါတယ်ဒီပါပေမိုးကြီးအောင်မဘရညီရတာတည့်ကြီးမျိုးတို့အမတည့်ကြီးမျိုးတို့အမတည့်ကြီးမျိုးတို့စားကြလာခဲ့အမျိုးတို့စားကြလာခဲ့နော်မျိုးတို့ဆက်ပြအောင်မယ်ဒီမှာကြီးကျွန်တော်ညီမလေးဒန်းစီနေ လောဘာသာ ကျွန်တော်ညီလေးကဟိုဟာလေးစီးနေတာမြော်ကျိုးလေးစီးနေရပါပြစီပြကြည့်လေးပြစီပြကြည့် ဒီမှာဟုတ်ကဲ့ကို ဟူးဗီဒီယိုတွေကတော့ဒါပါပဲဘိုင်